အရာရီတိုင်းဒေသကြီးအစိုးရဖွဲ့ကကြီးမှုကျင်းပတဲ့2025ခုနှစ်သတင်းကြိုပွဲတော်အထိမ်းအမှတ် MSME ပြပွဲပြိုင်ပွဲဈေးရောင်းပွဲတော်နဲ့အတူနိုင်ငံကျော်အနုပညာရှင်များရဲ့ဒေဂီတာဖျော်ဖြေပွဲကိုပသိမ်မြို့တော်ခမ်းမရှိရှုခင်းသာရင်ပြင်မှာကျင်းပပြုလုပ်ရာလာရောက်လက်ပတ်သူများနဲ့အထူးစီကားလျက်ရှိပါတယ်။သတင်းအပြည့်စုံကိုပသိမ်သတင်းဌာနခွဲကအခုလိုပဲပေးပို့ထားပါတယ်ရှင်။အရာတန်းဒေသကြီးဆွေးနွေးအဖွဲ့မှကြီးမှုကျင်းပတဲ့သတင်းချုပ်ပွဲတော်အထိမ်းအမှတ်အဖြစ် MSME ပြပွဲပြိုင်ပွဲများအပြင်ဈေးရောင်းပွဲတော်နိုင်ငံကျော်အစိုးရများရဲ့ဖျော်ဖြေမှုများဖြင့်စီကားလျက်ရှိရပဲဖြစ်ပါတယ်။ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ဖို့အတွက်နိုင်ငံကျော်အစိုးရများဖြစ်ကြတဲ့Ireneစင်မာမြင့်စောပိုင်ဖိုးကာရတနာမိုင်ဝိုင်းစုခိုင်သိန်းစတဲ့နိုင်ငံကျော်အစိုးရများရဲ့ဖျော်ဖြေမှုနဲ့အတူပသိမ်မြို့တော်ခမ်းမရှိရှုခင်းသာရင်ပြင်တစ်ခုလုံးထူးစီကားနေတာပဲဖြစ်ပါတယ်။သတင်းချုပ်ပွဲတော်အထိမ်းမှာဈေးရောင်းပွဲတော်မုတ်ဈေးတန်းနဲ့ MSME ပြကမ်းများမှာလည်းလာရောက်လေ့လာသူလက်ပတ်သူဈေးဝယ်သူများနဲ့သတင်းချုပ်ကာလကိုအေးချမ်းပျော်ရွှင်စွာဆင်နွှဲကြတာပဲဖြစ်ပါတယ်။အခုလာတာ3ယောက်အမေရောပါတယ်။တိုင်းလာစိန်ကုန်းဘက်ကန်းနာလဲလာချီတာ။လူတို့တငယ်ချင်းတွေအကြောင်းလဲဆောင်ဝဲပြီးတော့ကြောကြောပါပါပေါ့။ဘိုင်းစုခိုင်တဲ့လောက်ဆိုတာအိုင်းစင်မှာပြည်တို့ပါတော့သဘောကျတယ်။အကုန်လုံးလေးပါပဲကိုကြိုက်တာတော့အကုန်လုံးစိတ်ပြေလက်ပြောက်ပေါ့။ကျေးဇူးတင်တာပေါ့ဒီလိုပြောရတာပေါ့လူငယ်တွေ။တရားတိုင်းဒေသကြီးဖွဲ့ကိုအခုလိုစီနေပေးတော့ကျေးဇူးအများကြီးတင်ပါတယ်။ဖျားဖူးရင်းနဲ့ပြန်လှည့်ပြီးတော့ပွဲလျှောက်ခြင်းနဲ့မဟုတ်ဝယ်စားမလို့ပါ။သမီးရဲ့ဒါရုံးကညီမလေးသမီးကတော့မဟုတ်ဝယ်နေလို့ပါ။တိုင်းအရာပသိမ်မျိုးကြီးများလို့လုပ်တဲ့အတွက်ရန်လဲဝမ်းသာပါတယ်အကုန်လုံးလည်းပျော်ပျော်ရွှင်ရွှင်ပေါ့နော်ကလေးတွေလည်းဒီနေ့ကျောင်းပိတ်တဲ့နေ့ဆိုတော့ပျော်ပျော်ရွှင်ရွှင်ရှောက်ရတဲ့အတွက်လည်းကျေးဇူးလည်းတင်ပါတယ်ပါပါတယ်ဇော်ပိုင်တို့အိုင်းနေစပါမျိုးတို့စိုက်ပါတယ်ပွဲစီစဉ်ပေးတဲ့ဟိုပါပေါ့နော်လူကြီးတွေရောလာရောက်ဖျော်ဖြေတဲ့အဆိုတော်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဒီသတင်းကိုပသိမ်သတင်းဌာနခွဲကပေးပို့ထားပါတယ်ရှင်